မင်္ဂလာပါကျမပိုးကြီးပါ life coach and energy healer တူဖြစ်ပါတယ်ကျမတို့ဒီလူတော်များများကြားထဲမှာပေါ့နော်ရမဆိုတရား၄ပါးဆိုတဲ့အရာကိုကျမတို့ဗုဒ္ဓဘာသာတွေမြန်မာလူမျိုးတွေအများဆုံးပြောကြတာရှိတယ်ပေါ့နော်အဲ့ဒီရမဆိုတရား၄ပါးဆိုတော့လေလူတိုင်းကသိတယ်ပေါ့အဲ့တော့မေတ္တာကရုဏာမုဒိတာဥပေက္ခပေါ့နော်တကယ်ပဲကျမတို့နေ့စဉ်နေထိုင်နေတဲ့ရှင်သန်နေတဲ့ဘဝတည်းမှာဒီရမဆိုတရား၄ပါးနဲ့တကယ်ရောနေထိုင်နေကြရဲ့လားဒီအရာတွေကိုသိတယ် knowledge တွေနဲ့ရှိရဆိုရင်ကိုတကယ်ရောကျင့်သုံးနေရဲ့လားဆိုတော့မိကုန်းလေးနဲ့စကြင်ပါတယ်ကျမကိုယ်တိုင်လည်းကိုနေတိုင်းပေါ့နော်ငါရမဆိုတရား၄ပါးရှိရင်တော့ကောင်းတယ်ဒီလိုနေထိုင်ခြင်းကကောင်းတယ်လို့ပြောနေပြီးမြဲငါရောနေ့စဉ်ဘဝမှာဒါတွေကိုကျင့်သုံးနေရလားလို့အမြဲ reflection လုပ်နေရပေါ့နော်ဒီထဲမှာကျမတို့အများဆုံးလုပ်မိနေတဲ့အရာကကျင့်သုံးမိနေတဲ့အရာဘာလဲဆိုရင်ဂိယူနာတရားပေါ့နော်ကျမတို့ဂိယူနာတရားအင်မတန်ကြီးမားတဲ့သူတွေများတယ်ကိုလောက်မှအဆင်မပြေတဲ့သူတွေကိုထက်နှိမ်ပါနေတဲ့သူတွေဘဝမှာခက်ခဲနေတဲ့သူတွေမြင်တဲ့အခါမှာအယမ်းကူညီခြင်းနဲ့အယမ်းပြုစုပေးခြင်းနဲ့စောင့်ရှောက်ပေးခြင်းနဲ့အဲ့ဒီအပိုင်းကြီးဂိယူနာတရားအင်မတန်ကြီးမားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဂိယူနာတရားကြီးမားတာကကျမတို့လူတိုင်းတော်တော်များများမှာရှိတယ်မရှိတဲ့သူလည်းရှိတယ်ဒါပေမဲ့မရှိတဲ့သူနဲ့ရှိတဲ့သူနဲ့ရှင်းလိုက်ရင်ဂိယူနာတရားကြီးမားတဲ့သူကပိုများရတယ်ပေါ့နော်ဒီအရာကိုတွေ့ရတယ်ဒါလည်းအင်မတန်ကောင်းတဲ့အချက်တစ်ခုဖြစ်တယ်ပေါ့အဲ့တော့သူ့ထက်တဆင့်ထပ်ပြီးမြင့်လာတဲ့အခါမှာကျမတို့ကဒီဂိယူနာပြပါလို့ရှိရင်မေတ္တာမုဒိတာဥပေက္ခပေါ့နော်ဆိုတော့မေတ္တာတရားဆိုတဲ့နေရာမှာလည်းကျမတို့ကမေတ္တာတရားထားနိုင်ရဲဆိုပေမဲ့ဒီမေတ္တာတရားမှာကျမတို့ကိုအစဉ်ပြေစေတဲ့သူအစဉ်မပြေစေတဲ့သူပေါ်မှာတူညီတဲ့မေတ္တာတရားထားဖို့ကတော့အင်မတန်ရှားတယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုနဲ့အစဉ်ပြေတဲ့သူကိုမိသားစုဝင်တွေကိုချစ်ရတဲ့သူတွေအပေါ်မှာတော့ကျမတို့ကမေတ္တာတရားထားနိုင်တယ်ကိုနဲ့အစဉ်မပြေတဲ့သူတွေပေါ်မှာကျမတို့မေတ္တာတရားမထားနိုင်ဘူးပေါ့နော်ဆိုတော့ဒီနေရာမှာလည်းကိုနဲ့အစင်မပြေစေတဲ့သူကိုမကြိုက်တဲ့သူကိုစိတ်ဒုက္ခပေးစေတဲ့သူတွေပေါ်မှာကျမတို့ကမေတ္တာတရားထားဖို့ဟာအင်မတန်ခက်ခဲတယ်ဆိုတာတကယ်လည်းမှန်ပါတယ်ဒါပေမဲ့အဲ့ဒီသူတွေကိုကျမတို့ဒေါသဖြစ်နေတာစိတ်ဆိုးနေတာသူတို့နဲ့ပတ်သက်ပြီးတော့ကျမတို့ရင်ထဲမှာအမြဲတမ်းလူပေါ့နော်အပူတွေဖြစ်နေတာဒါမျိုးတွေရှိနေမယ်ဆိုရင်အဲ့ဒီစိတ်လိုင်းလေးတွေအဲ့ဒီ emotion လေးတွေကိုပြန်ကြည့်ပြီးတော့မှဒီຢာတွေကငါ့ကိုပူလောင်စေတာငါ့ကိုစိတ်နှောက်ယှက်ဖြစ်စေတာငါ့ကိုအမြဲတမ်း anxiety တွေပေးနေတာဆိုတဲ့နေရာကနေကိုချစ်တဲ့ self love ဆိုတဲ့ကိုစိတ်မှန်စွာချစ်တဲ့နေရာလေးကနေပြန်ပြီးတော့မွေးလိုက်လို့ရှိရင်အဲ့ဒီမေတ္တာလှိုင်းလေးကကိုယ့်စီမှာပြန်ပြီးအေးသွားစေရပေါ့နော်ဆိုတော့ဒီလိုလူတွေကိုထားနိုင်တဲ့မေတ္တာတရားကတော့ကျမတို့ပုထုဇဉ်တွေမှာအင်မတန်ရှားအောင်မှာဖြစ်တယ်ဒါပေမဲ့ကိုအေးချမ်းစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်လေးနဲ့တစ်ဖက်အပေါ်မှာကျမတို့အရင် focus မထားဘဲနဲ့ကိုအေးချမ်းအောင်နေခြင်းကလည်းကိုထားတဲ့မေတ္တာတရားလေးဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ကျမတို့မုဒိတာပေါ့နော်ဆိုတော့မုဒိတာကတော့ကျမတော်တော်လေးထားနိုင်တာကိုရှားပါတာကိုတွေ့ရတယ်ပေါ့နော်ကျမကိုယ်တိုင်လည်းနည်းနည်း reflect လုပ်မိတယ်ပေါ့နော်ကျမတို့နဲ့တက်တူရွယ်တူတွေလုပ်ငန်းတူတာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ကိုယ့်ရဲ့ cousin တွေထဲမှာကိုညီကိုမောင်နှမအရင်းတွေထဲမှာလူတယောက်ကအခုရှိရင်းစဲနေရာကထက်အရှိကိုအများကြီးရောက်သွားတာပိုပြီးမြင့်မားသွားတာပိုပြီးအောင်မြင်သွားတာသူ့ဘဝမှာအိမ်တော်ကြီးလူမှုရေးအဆင်ပြေနေတာစသဖြင့်ပေါ့နော်သူ abundance တွေရနေတာဒါမျိုးတွေကိုမြင်တိုင်းမှာကျမအမြဲတမ်းကိုသုံးသပ်မိတာဘာလဲဆိုတော့နေတကယ်ပီတိဖြစ်လားတကယ်ရောမုဒိတာပွားနိုင်လားအဲ့ဒီဟာအရင်အရေးကြီးပါတယ်ကျမတို့အဲ့ဒီဖြစ်သွားတဲ့စိတ်ကိုနောက်ကနေလိုက်ပြီးမကြည့်နိုင်ဘူးကျမတို့စီမှာ comparison တွေ jealous တွေတစ်ဖက်လူကိုထိုးချခြင်းတာတွေဒါတွေက auto ဖြစ်လာမှာပေါ့နော်ကျမတို့လူတယောက်ကိုမကျေနပ်ဘူးဒီလူတယောက်ကဒီလောက်လည်းဟုတ်မနေပါဘူးလို့ကျမတို့ trigger ဖြစ်လိုက်တဲ့နေရာကဘယ်ကနေဖြစ်တာလဲကျမတို့အထဲထဲမှာရှိနေတဲ့အမိုက်တစားလာပြီးတော့ support လုပ်ပြီးတော့ဒီစိတ်ကလေးဖြစ်သွားစီရတာပေါ့နော်အဲ့ဒါကို self reflection လုပ်နိုင်ရင်လုပ်နိုင်သလောက်ကျမတို့ပြန်မြင်မှာဖြစ်တယ်ပေါ့ဒါကြောင့်မုဒိတာထားနိုင်နေဆိုတဲ့စိတ်ကတခြားသူပေါ်ထားနိုင်တယ်လို့ကျမတို့ကမြင်ရပြီနဲ့အဲ့ဒီစိတ်လိုင်းလေးကကိုယ့်စီကနေစပြီးတော့ဖြစ်တည်လာတာဖြစ်တဲ့အတွက်ကျမတို့လူတယောက်ကိုမုဒိတာထားနိုင်တဲ့သူဟာသူ့အတင်းတွင်းထဲမှာအင်မတန်အေးချမ်းနေတာကိုတွေ့ရတယ်အင်မတန်ငြိမ်းချမ်းနေတာကိုတွေ့ရတယ်သူ့စီမှာကျမတို့ energy အပြင်ကြည့်မယ်ဆိုရင်တကယ်ကိုကောင်းမွန်တဲ့ energy positive energy ရှိနေတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့သူများကို तू ကပီတိဖြစ်လိုက်တာသူများအတွက်ဝမ်းသာပေးလိုက်တာသူများအတွက်ပြုံးပေးလိုက်တဲ့အရာကကျမတို့စီမှာထွက်နေတဲ့ vibration ပဲဖြစ်ဖြစ် frequency လှိုင်းတွေပဲဖြစ်ဖြစ် energy ပဲဖြစ်ဖြစ်အဲ့ကောင်းမွန်တဲ့လှိုင်းတွေထွက်နေတဲ့များကာလပတ်လုံးကျမတို့ရင်းထဲမှာအေးချမ်းနေတယ်စိတ်ကလေးကတည်ငြိမ်နေတယ်ပေါ့ဘာကြောင့်လဲဆိုရင်ကျမတို့တစ်ဖက်လူပေါ်မှာဒါကတော့မရသင့်ဘူးဒါကတော့ဒီလောက်လည်းမဟုတ်ပါဘူးဆိုတဲ့ judgment တွေလည်းမပါဘူး blame တွေလည်းမရှိဘူးဖြစ်တည်မှုလေးပေါ်မှာကျမတို့မုဒိတာပွားလိုက်တာကျေနပ်လိုက်တာဆိုတဲ့စိတ်ကလေးကကျမတို့အင်မတန်အေးချမ်းစေပါတယ်ဒီလိုမျိုးမုဒိတာထားနိုင်မှုအတွက်လည်းကျမတို့တောက်လျှောက်မှာဖြည့်ဆည်းလာရမယ့်အရာတွေကဘာလဲဆိုရင်ဘာလေးပဲခံစားရ
ကျွန်တော်တို့ self reflection လုပ်နိုင်ဖို့အင်မတန်အရေးကြီးပါတယ်ကျွန်တော်တို့ရဲ့စိတ်ထဲမှာတကယ်ကို open mind open heart ဖြစ်နေသလားဆိုတာလည်းအရေးကြီးပါတယ်ပြောလာသမျှကြုံလာသမျှအခြေအနေကိုစိတ်နှလုံးသားတကားလေးကိုဖွင့်ပြီးတော့နားထောင်ပေးနိုင်တာခံစားပေးနိုင်တာလေတခြားသူအတွက်လို့အပေါ်ရမြင်ရပေမဲ့တကယ်ကျွန်တော်တို့အတွက်အင်မတန်ကောင်းတဲ့အရာအေးချမ်းစီတဲ့အရာဖြစ်ပါတယ်အခုနောက်ဆုံးပြောချင်တဲ့အရာလေးကတော့ဘာလဲဆိုရင်ဥပိ္ပခာတရားပေါ့နော်ဆိုတော့ဒီဥပိ္ပခာဆိုတဲ့နေရာမှာလည်းကျွန်တော်တို့တယောက်နဲ့တယောက်ဒီခံယူချက်လေးတွေကတူမနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဥပိ္ပခာပြုလိုက်တယ်လူတယောက်ကိုဥပိ္ပခာပြုလိုက်တယ်ဆိုလို့ရှိရင်နင့်ကိုဥပိ္ပခာပြုလိုက်တယ်နင်းနဲ့ငါနဲ့လည်းမခေါ်တော့ဘူးနင့်ကိုလည်းဘာမှလှုပ်ပေးစရာကုညီစရာမလိုတော့ဘူးဆိုပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးလေးနေလိုက်တာကိုဥပိ္ပခာပြုတယ်လို့ထင်ကြရတယ်ပေါ့နော်ဒါကတကယ်တော့ဥပိ္ပခာရဲ့အတိတ်ပဲအစစ်အမှန်မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဥပိ္ပခာပြုထားတယ်ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့စီမှာချစ်ချင်းမုန်းချင်းလူပုဂ္ဂိုလ်ပေါ်မှာဘာမှမရှိတော့တဲ့အရာမျိုးပေါ့နော်အဲ့ဒီလူပုဂ္ဂိုလ်ရဲ့လူပုဂ္ဂိုလ်ကြိုက်ချင်းမကြိုက်ချင်းချစ်ချင်းမုန်းချင်းဒီပေါ်မှာဘာမှမရှိဘဲနဲ့အခြေအနေ condition ပေါ်မှာပဲကျွန်တော်တို့ကကြည်တာဖြစ်တယ်ပြီးတော့ဒီလူပေါ်မှာပေါ့နော်ကျွန်တော်တို့ကဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်စိတ်ခံစားချက်တွေ suffering တွေ like ကတ်တာသူ့ကိုတော့ဥပိ္ပခာပြုထားတယ်ပြောပြီးတော့သူဖြစ်သမျှသူနဲ့ပတ်သက်သမျှဒီအရာလေးတွေကျွန်တော်တို့ like ပြီးတော့မှခံစားမှုတွေများနေရတယ်ဒါတကယ်ဥပိ္ပခာပြုထားတာမဟုတ်ဘူးပေါ့နော်ဥပိ္ပခာပြုထားတယ်ဆိုတော့ကျွန်မအရှိမပြောခဲ့သလိုပဲလူပုဂ္ဂိုလ်ကိုပဲအဓိကထားတာမျိုးမဟုတ်ဘူးခြေနေရရက်ကိုကြည့်တယ်ကျွန်တော်တို့ရဲ့စိတ်ထဲမှာ emotion ဆိုတဲ့အရာချစ်တာတွေမုန်းတာတွေကြိုက်တာတွေမကြိုက်တာတွေဒါတွေဘာမှမကတ်တော့ဘဲနဲ့နေနိုင်သွားတဲ့စိတ်ကိုကျွန်တော်တို့ဥပိ္ပခာပြုတယ်လို့ခေါ်ရပေါ့နော်အဲ့ဒီစိတ်လိုင်းကိုဒါတကယ်ပေါ့နော်ဒီပြမစိုးတရားလေးပါးထဲမှာဥပိ္ပခာကိုဒါတကယ်ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာကျင့်သုံးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူချင်းတွေရဲ့အတွင်းစိတ်အေးချမ်းမှုငြိမ်းချမ်းမှုဒီအရာတွေကအလိုလိုရလာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပြမစိုးတရားလေးပါးဆိုတာကျွန်တော်တို့ရဲ့တန်တန်မှာပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာတကယ်ကိုလိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်ကိုယ့်အတွက်တကယ်ကိုအကျိုးထူးရတဲ့အရာတွေဖြစ်တယ်ဒါမဲ့တချို့ကမေတ္တာဆိုတဲ့အရာကိုလည်းပုံစံတစ်မျိုးနဲ့create လုပ်တာရှိတယ်ဒီမုဒိတာဆိုတာကိုလည်းပုံစံတစ်မျိုးနဲ့ create လုပ်တာရှိတယ်အထူးသဖြင့်ဥပိ္ပခာဆိုလို့ရှိရင်လည်းနားလည်တဲ့ပုံစံတစ်မျိုးနဲ့ဖန်တီးနေကြတာရှိရပေါ့နော်အဲ့တော့တကယ်ကဒီလေးခုစလုံးသာတမမျှတအောင် balance မျှအောင်နေထိုင်နိုင်မယ်ဆိုရင်ကိုယ့်ဘဝမှာကိုကတကယ်ကိုအေးချမ်းဆုံးနဲ့အကောင်းဆုံးဘဝအတိတ်တွေရှိတဲ့ဘဝကိုကျွန်တော်ဖြတ်သန်းနေနိုင်မှာဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်ကိုကနေပြီးတော့မှဖြစ်ရတဲ့တခြားသူတွေမိသားစုဝင်တွေပေါ်မှာကျွန်တော်တို့ကောင်းမွန်နေပေါ့နော်။အော်သူအစင်မပြေပါလားဆိုပြီးတော့ဂရုဏာလေးတတ်နိုင်တာ။အဲ့ဒီလူပေါ်မေတ္တာလေးထားနိုင်တာ။အဲ့ဒီသူအောင်မြင်သွားရင်ကျမတို့ကြည်ကြည်နက်နက်ကြီးမုဒိတာပွားနိုင်တာ။ तू ကကိုကကျေးဇူးပြုဘူးလို့ပေါ့နော်။ငါ့ကိုတော့ငါကကျေးဇူးပြုဘူးတာပဲ။ငါ့ကိုတော့ချိန်မှာပြန်ပြီးကျေးဇူးဆက်ရမှာပေါ့ဆိုတဲ့ give and take တွေမရှိတော့ပဲနဲ့။အောင်မြင်သည်ဖြစ်စေကြာရှုံးသည်ဖြစ်စေကျမတို့ချက်ချင်းမုန်းကြီးဘာမှမရှိပဲနဲ့အဲ့ဒီပေါ်မှာဘသူ့အပေါ်ဦးမဆိုပေါ့နော်။အဲ့ဒီစိတ်လိုင်းတွေ emotion တွေကင်းပြီးတော့မှနေနိုင်တဲ့ဥပိ္ပခာစိတ်ကလေးနဲ့နေနိုင်မယ်ဆိုရင်ဘဝမှာကျမတို့ကိုယ့်လောက်ဘဝမှာအတိတ်ပဲရှိတဲ့အကောင်းဆုံးသောကိုဖြတ်တန်းနေရတဲ့ life မှာကိုယ့်ရဲ့ဖြစ်တည်မှုကိုကျင့်တဲ့နေရာရှိမှာမဟုတ်ဘူး။ဒါကြောင့်မို့လို့ကျမတို့ဥပိ္ပခာဆိုတဲ့အရာကချက်ချင်းမုန်းခြင်းမရှိဘူးလို့ပြောတဲ့အတွက်ဘသူကိုမဆိုဘယ်လိုအခြေအနေကိုမဆိုကျမတို့ထားနိုင်မယ်ဆိုရင်အဲ့ဒီအရာဒီကျမတို့ဘဝမှာနောက်ထပ်တစ်ဆင့် level မြင့်တဲ့လွတ်မြောက်ခြင်းဆိုတဲ့အရာကိုကျမတို့ရလာမှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဘဝမှာပေါ့နော်ကျမလည်းကိုယ့်ရဲ့နေ့စဉ်နေ့ထိုင်နေတဲ့ဘဝမှာဂယုဏမေတ္တာမုဒိတာဥပိ္ပခာဆိုတဲ့ဒီပြမယ်ဆိုတရား၄ပါးထဲမှာအတက်နိုင်ဆုံးအကောင်းဆုံးကျင့်သုံးပြီးတော့မှနေထိုင်နေစေဖြစ်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့သူအရောက်စီတိုင်းမှာလည်းကိုနေ့စဉ်နေထိုင်နေတဲ့ဘဝမှာဒီအရာတွေတော့ကိုကကျင့်သုံးပြီးသားဖြစ်နေရဆိုလို့ရှိရင်လည်း congratulations ပါဒီဗီဒီယိုလေးကိုကြည့်နေနေကိုယ့်ရဲ့နေ့စဉ်ဘဝမှာကိုယ်တိုင်ဖြစ်မဆိုတရားလေးပါးနဲ့နေထိုင်မှုအတွက် remind ဖြစ်သွားမယ်ဆိုရင်ကျွန်မအများကြီးဝမ်းသာပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့မှကျွန်မနဲ့ပေါ့နော်အမြင်မတူတာတခြားသောရှုထောင့်ကနေပြီးတော့မှကြည့်ပြီးတော့မှပြောချင်တဲ့အရာတွေရှိလို့ရှိရင်လည်းကျွန်မ comment မှာမှတ်ငယ်ပြီးလို့ရပါတယ်ကျွန်မအလင်းသိရင်တင်တယ်လို့ comment တွေကိုပြန်ဖတ်ပြီးတော့မှဖြည့်ပေးတာဖြစ်ပါတယ်ကျွန်မဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့မယ်နော်